လူရှင်မြတ်မှာဗတ်ဖောင်ကြောင့်ဗတ်ဆိုတာကရိယာဒီနဲ့ဆုံးပြုဖြစ်ရှိပြုသည်ဖြစ်သည်ပြုခြင်းမြတ်ကရိယာဖြစ်ခြင်းမြတ်ကရိယာရှိခြင်းမြတ်ကရိယာပေါ့အဲ့ဒါတွေအကုန်လုံးကဒီနဲ့ဆုံးနဲ့မိကုန်းလာတော့မယ်ဆိုလို့ရှိရင်ချိန်ကာလကိုယဉ်ကြည့်မယ်ချိန်ကာလကိုပေါ်မူတည်ပြီးတော့မှအဓိကပေါ့နော်ပေးထားတဲ့စာကြောင်းမှာပုံဝန်းထည့်ရမှာလား present tense past tense past participle present continuous tense အလွန်နည်းနဲ့ပြောရအောင် verb 1 2 3 4 5 NG ကိုစဉ်းစားပြီးတော့ထည့်ကြရအောင် unit 7နဲ့ပတ်သက်လို့ဒီစာပိုင်ထည့်ရနေပြီးတော့မိကုန်းသုံးခုထုတ်ထားတယ်ကြည့်ရအောင်စာကြောင်းဆောင်ဖတ်လိုက်တော့ချိန်ကာလပြောင်းမပါဘူး BEB ကိုပဲစဉ်းစားကြမယ် BEB ဘယ်ကတော့ MSR Westwell MSR Westwell ထဲမှာချိန်ကာလမပါတော့ဒါ present tense ပုံဝန်းကိုပဲစဉ်းစားတော့ MSR ID in နဲ့တွေ့တာပဲအလုံး ID in နဲ့တွေ့တာက is ပဲရှိရတာပေါ့တော့ဒီဖေးဒီ it is to the southeast of the town it is to the southeast of the town through and clear stream color from the mountain run season နဲ့ဒီမှာစမ်းချောင်းနဲ့တွဲလိုက်တော့ run အပြည့်ဒီမဟုတ်ဘဲနဲ့ season နေဆိုတဲ့အဓိပ္ပာယ်အမှစဉ်းစားမယ်တစ်ချက်ချိန်ကာလပြောင်းမပါဘူးအဲ့ဒါဆိုရင် subject ကိုကြည့်မယ် subject မှာဖြစ်နေအနေကိန်းဖြစ်နေအဲ့တော့ subject ကနေလို့ရှိရင်ပြီးထားတဲ့ verb ကို s မဟုတ် es ထည့်မယ်ဆိုတော့ run မှာ s ထည့်ပေါ့ a narrow and clear stream runs from the mountain into the lake ပြီးမြင်တော့အချိန်ကာလဘက်မှာပါရင် MSR Westwell တွေကဘဝ1ကိုပဲစဉ်းစားမယ်ဆိုတော့ MSR 3လုံးပဲရှိမယ် there နဲ့ဘာနဲ့တွဲ is နဲ့တွဲအဲ့တော့ there is အဲ့မှာ EU လေးပါတဲ့အတွက်ကြောင့်မလို့ဒါအနေကိန်းဆိုတာသိကြပြီ there က R နဲ့လည်းတွဲတယ် is နဲ့လည်းတွဲတယ်ဆိုရင်အနောက်မှာ E ဆိုတဲ့အနေကိန်းပြကြောင့်မလို့ဒါသိကြတယ်ဒါ IS ပဲအဲ့တော့ there is a commercial လေးနေရာမှာ town there is a commercial လေးနေရာမှာ town မတူWe can go swimming in the lake စာကြောင်းမှာချိန်ကာလပြောင်းမပါဘူးအဲ့တော့ subject ကလည်းများတယ်ကန်လည်းပါတယ်အဓိကဘာကြီး moral verb ကိုတွေ့ပြီတန်ကိုရှာရှောဝဲဝမိမမက်ဆင်နာမှာအများနဲ့ဖော်ဝင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဖေက go ကနေ go အတိုင်းပဲပြန်ထည့်မယ်အဲ့တော့ we can go swimming in the lake we can go swimming in the lake လဲဆိုတဲ့နေရာမှာ in the lake မိကွန်းလေးကိုထားလိုက်တာဒီစာပိုင်ထည့်ကနေပြီးတော့ဒီနံပါတ်2မိကွန်းလေးတွေထုတ်ထားတယ် The bird have a lot of trees and the lake စာကြောင်းမှာချိန်ကာလပြောင်းမပါရင် subject ကိုကြည့်လိုက်တော့ the bird အနေကိန်းဖြစ်နေတယ်အားကြောင့်မို့လို့ has have had သုံးလုံးနဲ့ကနေပြီးတော့မှအနေကိန်းနဲ့တွဲတဲ့ verb က HES has ပေါ့အဲ့ဒီဖြစ်ဒီ HES has the bird has the bird has a lot of tree and a lake Bobo want to see tigers and lions ဆိုတဲ့စာကြောင်းကြည့်လိုက်တော့ချိန်ကာလပြောင်းမပါဘူး subject ကိုကြည့်လိုက်တော့ subject ဒီအနေအားကြောင့်မို့လို့ပြီးထားတဲ့ verb မှာ as မဟုတ် es ထည့်ရမယ်ဆိုတော့ Bobo wants TO2 ရဲ့အနောက်မှာအမြဲတမ်းဖော်ဝင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတိုင်းပဲပြန်ရေးမယ်အဲ့တော့ဒီဖြစ် Bobo want to see tigers and lions ဒီမှာ I နေရာမှာ Bobo လို့ရေးလိုက်တာပေါ့နော် subject ဒီမှာ I ဆိုတဲ့ subject ကများတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ want တော့ want အတိုင်းပဲဒီမှာ wants ဒီမှာ go to the zoo ကိုသွားတာနဲ့တော့အတူတူပဲ subject ကနေတော့ပေးထားတဲ့ verb မှာ as မဟုတ် es ထည့်မယ်ဒီနဲ့ဆောင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရိုး as ပဲပေါင်းတယ် TO2 ရဲ့အနောက်မှာအများနဲ့ဖော်ဝင်လိုက်တယ်ဒီပုံစံนี้အတိုင်းပဲ let's go to the zoo let's ရဲ့အနောက်မှာပါလိုက်တယ် let's ရဲ့အနောက်မှာ verb ပေးထားလို့ရှိရင်တော့အများနဲ့ဖော်ဝင်မှလိုက်ပါတယ်အဲဒါကြောင့်မို့လို့ go က go အတိုင်းပဲပြန်ရေးမယ်ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့မှဒီမေကွန်းလေးတွေထုတ်ထားတာကိုဖြည့်ကြည့်ကြအောင်အကြောင်းဆုံးဖတ်လိုက်တော့အချိန်ကာလပြောပုံ yesterday ကိုတွေ့တယ် yesterday မနေ့က past tense ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေးထားတဲ့စာရီမှာ verb တွေကိုစဉ်းစားမယ် BB ဘယ်ကလုံး MSR Westwell MSR Westwell တွေက verb က west နဲ့ well ပဲရှိတယ်အဲ့မှာ I အားကြတော့ I ကိုကြတော့အမြဲတမ်း west နဲ့ပဲသုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ B ကနေ west ကိုပြောင်း MSR Westwell တွေက verb နဲ့နှလုံးဖြစ်တဲ့ west နဲ့ well တွေက I ကို west နဲ့တွဲသုံးမယ်ဟုတ်ပြီကျွန်တော်ကမွေးငါကိုစားခဲ့တယ်ဆိုတော့မနေ့ကဖြစ်တဲ့ဖြစ်ထွက်ကြမို့လို့ E ကနေ ADE8 သူ့ရဲ့ verb ကိုပြောင်းလိုက်တော့ ADE8 ဒီမှာတော့ဘောနော်ဒီစာကြောင်းမှာနေရာမဆန့်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ my grandparents house နေရာမှာ the market လို့ပြောင်းရေးထားတာဒီစာကြောင်းလေးကိုရေးထားတာ yesterday I was at my grandparents house I ate မွေးငါနောက်တစ်ကြောင်း yesterday we at the library BB မြန်တော့ MSR Westwell ၅လုံးကိုစဉ်းစားမယ်။မှ we နဲ့တွဲတဲ့ yesterday နဲ့ပါတဲ့ verb က MSR Westwell ထဲမှာ west နဲ့ well ပဲရှိတယ်။အဲ့တော့ past tense ချိန်ကာလပြောဖြစ်တဲ့အတွက်ကြောင့်မို့လို့ verb ကိုလည်းရွေးမယ် subject ကလည်းအများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တွဲတဲ့ well ကိုပဲတွဲတော့ well ကိုပဲရွေးရမယ်။အဲ့တော့ yesterday we were at the library yesterday we were at the library
Yesterday we were at the library. ဒီစာပိုင်းနဲ့ပတ်သက်လို့ဒီမေကွန်းလေးတွေထုတ်ထားတယ် The tiger were coiled in their cage. ကြားတွေကသူတို့ရဲ့လှောင်ရင်ထဲမှာအိတ်နေကြပါတယ်ကြားတွေကသူတို့ရဲ့လှောင်ရင်ထဲမှာအိတ်နေကြတယ်ကွက်လက်ရဲ့ရှေ့မှာ Amisa Westwell လည်းပါတယ်သူတို့ရဲ့နောက်မှာဖက်ဖိုင်ရဲ့ကြီးလိုက်ရမယ်ဆိုတော့ sleeping အထူးကပေါ့နော်သူတို့ကမနေ့ကဒရိဆန်ရောက်သွားတယ်ဒရိဆန်ရောက်သွားပြီးတော့မှဒရိဆန်ဦးရောလှပ်ပတ်ကြည့်ရှုနေကြတော့ကြားတွေအိတ်နေတာဝင်မြင်ခဲ့တာမို့လို့မနေ့ကကိစ္စရမှာမှဖြစ်နေစေကြောင်ပြောချင်တော့ကြားတွေအိတ်နေတာကိုတွေ့ခဲ့တယ်ဆိုတော့အဲ့တော့ Amisa Westwell နာမှာဖက်ဖိုင်ရဲ့ကြီးလို့အလွယ်တကူပြောလိုက်ရတာနောက်တစ်ကြောင် the dog will swim in the pond ဆိုရဲရေကန်ထဲမှာရေကူးနေတယ်ဆိုတဲ့စာကြောင်းသူတို့ရေဘဲလေးတွေတွေ့တော့မှရေကန်ထဲမှာရေကူးနေခဲ့ကြတယ်လေးဆိုရဲအဲ့တော့ Amisa Westwell လည်းပါတယ်ကွက်လက်ကိုအိုင်ရဲ့ကြီးနဲ့တွေ့သူတို့တွေ့ခဲ့တာလည်းမနေ့ကဖြစ်ရမှာမှဘဲတွေရေကူးနေကြတာကိုတော့ swim ကနေ swim ဖြစ်တယ်အဲ့မှာဘက်ဖိုင်ရဲ့ကြီးပေါင်းတဲ့ခါကျရင်နောက်ဆုံးလုံးရဲ့ရှေ့မှာအေးရယူဆိုတော့ငါးလုံးကြီးကတစ်လုံးပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ M ကိုနှလုံးထပ်တော့ SWIMMI ရဲ့ကြီးဖြစ်မှာပါSWIMMI ကြီးဆွဲမယ်ဒီစာကြောင်းနဲ့ပတ်သက်ပြီးတော့1ကိုဂိုးဖြစ်ဂိုးဆိုပြီးတော့ကွက်လက်ပေါက်လေးလုပ်ပြီးတော့မှမေးနိုင်ပါသေးတယ်စဉ်းစားရမှာက an ဆိုတာဒူတာတွေကိုဆက်တယ်ရှေ့မှာ verb ဆိုရင်နောက်မှာ verb ရှေ့မှာ adjective ဆိုရင်နောက်မှာလည်း adjective အဲ့တော့ရှေ့မှာ1ဆိုတဲ့ verb နဲ့ပေးထားတဲ့အတွက်ကြောင့်မလို့ဒီအနောက်က verb ကိုလည်း verb ပဲစဉ်းစားရမှာပါ HAB have ဖြစ် verb က HAD have ညီညီ want to the zoo and they have a big net ညီညီ want to the zoo and they have a big net ဒါဒီတွေကစာကြောင်း HAD hat နောက်ပြောင်းနေလဲဆို and သူရှင်မှာ verb မလို့နောက်မှာလည်း verb ထည့်ပါတယ် Florence စာရင်းနဲ့ပတ်သက်လို့ဒီမှာမေကွန်းလေးတွေထုတ်ထားတယ် She became a nurse in 1851 and held many people ဆိုတဲ့စာကြောင်း1850မှာသူမကဒုနာဗျူရီယာဖြစ်ခဲ့တယ်1850ဆိုတာ past tense ပြီးခဲ့တဲ့အချိန်ကလာလေအဲ့အတွက်ကြောင့်မို့လို့ပေးထားတဲ့ verb 1ကို verb ပြောင်းလိုက်တော့ O ကနေ A ဖြစ်တော့ BCMEBK ရှေ့မှာ verb ဆိုရင်နောက်မှာလည်း verb အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှေ့မှာလည်း verb ဆိုမို့လို့ held ကို verb ပြောင်းလိုက်တော့ ED လေးပဲထည့်အောင်ပါဒါဒီ irregular verb မို့လို့ O ကနေ A ပြောင်းပြီးတော့ဒါက regular verb ပုံမှန် verb ကရိယာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ED လေးပဲထည့်အောင်ပါ She became a nurse in 1851 and helped many people ဒီစာကြောင်းပါဒီဂိမ်းဝိတာ Florence Nightingale တဲ့ကနေပြီးတော့ verb ဖောင်တစ်ခုကိုမေးခဲ့မယ်ဆိုလို့ရှိရင်တော့ဒီထားမှာဒါပြီးခဲ့တဲ့အကြောင်းအရာကကိစ္စတွေကိုပြောနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီစာနဲ့ပတ်သက်ပြီးတော့မှအားလုံးဒီပါတော့ verb တွေပဲထည့်ဒီစာမျက်နှာနဲ့ပတ်သက်လို့ဒီမေးခွန်းလေးတော့ထုတ်ထားတယ်အဲ့ဒီမှာဒီမှာတော့တစ်ကြောင်းနဲ့ရေးမိသွားတယ်ဒီမှာတော့မေးစရာတွေအများကြီးပေါ့နော် CN ကန်နောက်မှာ verb 1 should ပါတဲ့အတွက်ကြောင့်မို့လို့ဒီ moral verb ကံဝတ်ချက်ရှုပ်ဝဲဝမေးမမဲဆဲနာမှာအများနဲ့ verb 1အဲ့တော့ဒီစာကြောင်းမှာရီးဒီကပ်ကိုခွဲဆောင်ခွဲမိတ်နေပဲမေးဒီစာကြောင်းမှာ TK ထိတ်ကိုခွဲဆောင်ခွဲမိတ်ထားပြီးမေးသိရမှာကကံရနာမှာ verb 1 should ရနာမှာ verb 1ဘာဖြစ်လို့လဲဆိုတော့ကံဝတ်ချက်ရှုပ်ဝဲဝမေးမမဲဆိုတော့ moral verb ရနာမှာအများနဲ့ verb 1မို့လို့ပါဖိုင်မှာမေးထားတာက should ပါနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ထိတ်ကတော့ထိတ်ပါပဲဒီတိုင်းပဲပြန်ရေးဒါဒီ moral verb ဖြစ်တဲ့အတွက်ကံဝတ်ချက်ရှုပ်ဝဲဝမေးမမဲဆဲနာမှာအများနဲ့ verb 1လိုက်တယ်ကဲပြီးဒါဒီစာကြောင်းကိုမေးခွန်းအနေနဲ့ကောလက်ပေါက်အနေနဲ့မေးခဲ့မယ်ဆိုရင်စဉ်းစားရမှာကဒီ pronoun နဲ့မှာ I will use the he she it ဆိုတဲ့ pronoun စီရတဲ့မှာ he she it က subject အနေလေ subject အနေဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့နဲ့တွေ့ရမယ်ဘတ်မှာ s သို့မဟုတ် es ထည့်ပေးရတယ်အဲကြောင့်မို့ဒီဖြစ်ဒီထိတ်ကနေ s ပေါင်းလိုက်တဲ့ DKES ဖြစ်မှာပါဒီစာမျက်နှာနဲ့ပတ်သက်ပြီးတော့မှဒီမေးခွန်းလေးတွေထုတ်ထားတယ် leave for Changda Beach ကြည့်လိုက်တော့ well ဆိုတဲ့ moral verb ကိုတွေ့တယ်အဲ့တော့ကံကွက်ချက်ရှုပ်ဝဲဝမေးမမဲဆိုတဲ့ moral verb တွေရဲ့နောက်မှာမြင်တဲ့ verb လိုက်တယ်ဆိုတော့ leave က leave အတိုင်းပဲပြန်ရေးရမှာပါ well subject verb 1ဆိုတဲ့ပုံသင်နည်းလေးလည်းမှတ်ထားလိုက်ပေါ့နောက်တစ်ကြောင် we will leave for Changda Beach at 4 am ဆိုတာဒီမေးခွန်းရဲ့အဖြေပါမှတ်ထားမှာက moral verb ရဲ့နောက်မှာမြင်တဲ့ verb လိုက်တယ်ဆိုတာလေးမို့လို့ဒီဖြေဒီ leave က leave ပါပဲ please don't forget to bring some swimsuit do not verb 1 does not verb 1 did not verb 1ဆိုတဲ့ပုံသင်နည်းလေးကိုမှတ်ထားပြီပါအားကြောင့်မို့လို့ဒီဖြေဒီ forget က forget အတိုင်းပါပဲဒီလိုတူရဲ့နောက်မှာအမြဲတမ်း verb 1ဖြစ်တဲ့အတွက်ကြောင့်မို့လို့ bring က bring ပါပဲဒီစာကြောင်း do not verb 1 does not verb 1 did not verb 1 do not နေရာမှာ does not did not ဖြစ်ခဲ့မယ်ဆိုတော့သူရဲ့နောက်ကလာရမယ် verb က verb 1 verb 1အတိုင်းပါပဲဒီလိုတူရဲ့နောက်မှာလည်းအမြဲတမ်း verb 1ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူရဲ့နောက်မှာဘယ်စလုံးပဲပေးပေးဘယ် verb ပဲပေးပေးverb 1က verb 1အတိုင်းပဲပြန်ရေးရမှာပါဒီစာကြောင်းနဲ့ပတ်သက်လို့အမေကုန်းကဂျီယိုကိုဝင်ဆောင်ဝင်မိန်နဲ့မေးခဲ့မယ်ဆိုရင်ဘာလို့ကိုအတိုင်းပဲပြန်ထည့်ရလဲဆိုတော့ let's ရဲ့နောက်မှာအမြဲတမ်း verb 1လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့
ကဲပြီးဒါဒီစာကြောင့်မေးခွန်းဖြစ်နေမေးလာခဲ့မယ်ဆိုရင်ကိုကကိုအတိုင်းပဲပြန်ရေးရပါမှာဒါအထိရှေ့သင်ခန်းစာမှာသင်ထားပြီးသား Let's play let's have lunch together let's study let's go အဲ့တော့ let's ရနောက်မှာအများနဲ့ဗန်လိုက်တယ်ဆိုတဲ့ပုံစံနည်းလေးမှတ်ထားပြီးပါဒီ lesson 1သင်ခန်းစာနဲ့ပတ်သက်ပြီးတော့မှဒီမေးခွန်းလေးနှစ်ခုထုတ်ထားတယ် I made the bed every morning ဆိုတဲ့စာကြောင်းမှာ I ဆိုတဲ့ subject ကအများဖြစ်တဲ့အတွက်ကြောင့်မို့လို့ every နေ့စဉ်နေ့တိုင်းလုံးနေကြကိစ္စပုံမှန်ပြုလုပ်နေကြဆိုလို့ရှိရင်တော့ present tense ကိုသုံးမယ်ဆိုတော့ make က make အတိုင်းပဲဘာဝင်အတိုင်းပဲပြန်ရေးရပါမယ်ဟုတ်ပြီအဒီသင်ခန်းစာဟိုမှာပေါ့နော်ဒီ subject ပြောင်းနေမယ်စူးစူးကြော်ကြော်ထွန်းထွန်း subject အနေ he she ပေးခဲ့မယ်ဆိုလို့ရှိရင်တော့ every ဆိုတာအများဖြစ်နေကြကိစ္စပုံမှန်ဖြစ်နေကြကိစ္စမို့လို့ present tense ဖြစ်တဲ့ verb 1ကိုထည့်မယ်ဆိုရင်တော့မှ subject နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ subject ကြောက်တဲ့အနေဖြစ်တဲ့အတွက်ပေးထားတဲ့ verb မှာ as မဟုတ် yes ထည့်မယ်မှာ for ပေးထားတဲ့အတွက်ကြောင့်မို့လို့ as လေးတက်ထည့်အောင်ပါပဲဒီပုံစံအတိုင်းပဲဆက်ပုံမှာပေါ့နော်ဒီ make for tidy up tidy clean mop set do take water ဆိုတဲ့ဒီ verb တွေကိုဖတ်မှာထည့်ပြီးမေးထားခဲ့မယ်ဆိုရင်ဆိုတဲ့ I ဆိုတဲ့ subject နဲ့တွေ့ရမယ်ဆိုရင်ဒီမေးဖြေတွေကတော့ပေးထားတဲ့အတိုင်းပဲ verb 1အတိုင်းပဲပြန်ရေးရမှာ present tense အတိုင်းပဲ verb 1အတိုင်းပဲပြန်ရေးရမှာကြည့်ပြီးဒါ subject နေရာမှာ he she ထွန်းထွန်းစူးစူးကြော်ကြော်စသည်ဖြင့်လူတစ်ယောက်တည်းရဲ့နာမည်ဒီဖြစ်ခဲ့မယ်ဆိုရင်သူတို့နဲ့တွေ့ရမယ့် verb တွေအကုန်လုံးကို as မဟုတ် es ထည့်ပြရပါမယ်။ Unit 2ကဒီသင်ခန်းစာနဲ့ပတ်သက်လို့မေးခွန်းထုတ်စရာနောက်ခုရှိတယ်။ပထမတစ်ချက်ကဒီမှာပေးထားတဲ့အတိုင်းပဲ I နဲ့တွဲတဲ့ verb တွေ usually always often never ever ဆိုရက် sometimes ဆိုရက် ever do တွေနဲ့တွဲဘလို့ပဲတွဲ verb တွေက verb 1တွေကဘလို့ပဲတွဲ subject ကများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ I verb တွေကို I တိုင်းပဲပြန်ရေးမယ်။သို့ပေမဲ့လည်းဒီ I ဆိုရက် subject နေရာမှာနေဦးကိုပြောင်းရေးခဲ့ပြီးရှိတော့နေဦးဆိုတာလူတယောက်တည်းမို့လို့ subject အနေဖြစ်သွားတယ်အဲ့တော့သူနဲ့တွေ့ရမယ် verb ဒီ as မဟုတ် es ထည့်ပေးရပါမယ်အဲ့တော့ဒီ I နေရာမှာနေဦးတွေပြောင်းခဲ့မယ်ဆိုရင်ပေးထားတဲ့ verb တွေအကုန်လုံးမှာ sd est ပါပါမယ် go ကနေ goes goes ဖြစ် I မှာနေဦးပေးထားခဲ့မယ်ဆိုရင် gd မှာ s ဖြစ်ဒီ I မှာနေဦးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ပေးထားတဲ့ hab မှာ has has ဖြစ်ဒီနေရာမှာအကုန်လုံး subject ကပေါ့နော်နေဦးလေးပဲမှတ်လိုက်ပါတော့LEBS DOES HAS GOES TAKES အဲ့လိုတော့ဖြစ်သွားပါမယ်လောလောဆယ်ဒီမှာ I ဆိုတဲ့ subject ဖြစ်တဲ့အတွက်ကြောင့်မို့လို့ verb 1 present tense က present tense view အတိုင်းပဲပြန်ရေးပေးမယ်နေဦးဆိုတဲ့ subject ကိုဒီလိုပုံစံအတိုင်းပြောင်းသွားမယ်ဆိုလို့ရှိရင်တော့ဒီအဖြေလေးဖြစ်သွားပါမယ်ဒီသင်ခန်းစာနဲ့ပတ်သက်လို့ဒီမေးခွန်းလေးကြည့်ရအောင်ကွက်လက်ရဲ့ရှေ့မှာ HAVE ဆိုတဲ့မှာ apostrophe VE ကိုတွေ့တယ်ပုံသင်နည်းက has a have plus verb 3ပါ HAS has HAV have HAD had တို့ရဲ့နောက်မှာ verb 3လိုက်တာဖြစ်တဲ့အတွက် GED ကတ်ကနေ GOD ကိုပြောင်းရပါမယ် has a have plus verb 3ပုံသင်နည်းကြောင့်မို့လို့ get ကနေ go ဖြစ် I went to the doctor and he gave me some medicine ဆိုတဲ့စာကြောင်းဒီညမှာ GO ကိုလည်းကွက်လက်ပေါက်ထားပြီးတော့မေးနိုင်ပါတယ်တခုစဉ်းစားမှာ ANDN ဒီဒူတာတွေကိုဆက်တာဖြစ်တဲ့အတွက်ရှေ့မှာ verb 2ဆိုရင်နောက်မှာ verb 2ရှေ့မှာ verb 1ဆိုရင်နောက်မှာ verb 1အဲ့မှာ1ဆိုတဲ့ verb က verb 2ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအနောက်ကပေးထားတဲ့ verb ကိုလည်း verb 2ပြောင်းပေးရမယ်ဆိုတော့ give ရဲ့ verb 2က GAVE ပေါ့ I went to the doctor and he gave me some medicine I went to the doctor and he gave me some medicine ဒီစာကြောင်းပါဒီစာပိုင်းနဲ့ပတ်သက်လို့ဒီမေးခွန်းလေးထုတ်ထားတာ we hope you get you အဲ့မှာ song ဆိုတဲ့စကားလုံး SON song မကြမီtomorrow မနေ့ပြန် NES next ဒီစကားလုံးတွေတွေ့ခဲ့မယ်ဆိုရင်ဒါ future tense ဖြစ်တဲ့အတွက်ကြောင့်မို့လို့မဖြစ်ပေါ်သေးတဲ့ကာလတွေကိုပြောချင်ရင်ပုံသင်ကြီးက well plus verb 1မှာဒီမှာဒီမေးခွန်းမှာက well မရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်အကို well လေးတစ်လုံးထည့်လိုက်တော့ WILL GED get well get ဖြစ်ရမှာပါကဲပြီးသားမေးခွန်းမှာ well ကပါပြီးသားဆိုလို့ရှိရင်တော့ GED get ကိုအိုက်တိုင်းပြန်ရေးရုံပဲပေါ့ဒီမှာကိုကမထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်အကို well get ရေးရမှာပါwe hope ကျွန်တော်တို့မျှော်လင့်တယ် you will get better soon ပါတာဖြစ်တဲ့အတွက် well plus for one we hope you will get better soon ဒီမှာ apostrophe ll က WILL ဝယ်ပါ you must rest and eat healthy food သင်နားရမယ်နော်ကျန်းမာတဲ့စားစာကိုလည်းစားရမယ်နော်ပုံသင်နည်းကကံကိုရွှေရွှေဝယ်ဖို့မိမမဲဆယ်နောက်မှာမြဲတဲ့ verb 1မှာမဆယ်နောက်မှာ verb 1မှာ moral verb ပြန်နောက်မှာ verb 1 item နဲ့ပြန်ရေးတယ်အနေတူတာဆက်တာဖြစ်တဲ့အတွက်ဒီနေရာမှာ e ကိုကောလက်ပေါက်ထားပြီးမေးမယ်ဆိုခဲ့ရင်နောက်မှာ e ကဒီပေးထားတဲ့ verb 1 ယူတိုင်းပဲပြန်ရေးရပါမယ်မဆယ်နာမှာ verb 1
ရှင်းမှာဖန်1ဆိုလည်းနောက်မှာဖန်1ဒီသင်ခန်းစာနဲ့ပတ်သက်လို့ဒီမိကုန်းလေးထုတ်ထားပါတယ် My sister opened the parrot cage and it flying away ဆိုတဲ့စာကြောင်းအဲဆိုတာဒူတာတွေကိုဆက်တဲ့ရှင်းမှာဖတ်တူးဆိုလို့ရှိရင်လည်းအနောက်မှာဖတ်တူးကျွန်တော်ရဲ့ညီမကဒီ parrot လာဝင်ကြက်တူရဲ့လာဝင်ကိုဖွင့်ခဲ့တယ်အဲ့တော့ကြက်တူရဲ့ဘာဖြစ်အဝေးကိုပြန်တန်းသွားခဲ့မှာပေါ့အဲ့တော့ကြောင့်မို့လို့အန်နဲ့ဆက်တာနောက်မှာရှင်းမှာဖတ်တူးနောက်မှာဖတ်တူး FLY flying ရဲ့ဖတ်တူးက FLEW flew My sister opened the parrot cage and it flew away. My sister opened the parrot cage and it flew away. FLY fly FLEW flew. I play tennis. ငါ tennis ကစားခဲ့တယ် and origami in the afternoon နေ့ကမှလည်း origami ကိုပြုလုပ်ခဲ့တယ်။ and ဆက်ထားတဲ့ရှေ့မှာဖတ်တူးဆိုလို့ရှိရင်လည်းနောက်မှာဖတ်တူးအဲ့တော့ main ရဲ့ဖတ်တူးက MADE main ပေါ့ I play tennis and make origami in the afternoon. I play tennis in the morning and make origami in the afternoon.